ဟုတ်ကဲ့ပါခင်ဗျာဒါကတော့ဒီဘွဲကဆရာမတို့နဲ့အတူဤစံတောင်စုံကိုတက်နေကြတဲ့ blog လေးပဲဖြစ်ပါတယ်ခင်ဗျာဒီညဟာအရန်ကိုတက်ရှိပြီးတော့တစ်ပင်ဝါပင်တွေဖောက်အုပ်ထားတဲ့နေရာလေးဖြစ်ပါတယ်ခင်ဗျာစတင်တက်ဖို့အတွက်အဆင်ပြေပြီလားဆိုတာကျွန်တော်တို့အဖွဲ့ကတိုင်ပင်နေကြပါတယ်ဒီကတော့အရန်ကိုတက်ချင်နေပြီဗျတောင်ချီကနေစတက်တဲ့အချိန်မှာဆိုရင်ဘုံကြီးကျောင်းလေးကိုမြင်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့စတက်ဖို့အတွက် ready ဖြစ်နေပါခင်ဗျာOkay, let's go. ဒါကတော့ကျွန်တော်တို့တောင်ရဲ့ထဲဝက်လောက်ရောက်တဲ့အချိန်မှာပေါ့နော်သူခင်းတွေလည်းမြင်ရတယ်ရင်းရဲ့တန်တွေလည်းကြားရတယ်လူတွေမရှိတဲ့နေရာလိုမျိုးပဲဗျာတပ်ပူလည်းလှလှလေးရိုက်လို့ရတယ်တန်လူမြင့်ကမ်ပိနာဆိုတော့မြေတွေလဲတွေအိမ်တွေမြင်နေရတယ်ဗျာဆရာမတွေကတော့ပင်ပန်းနေလဲစစ်တက်ဖို့ခွန်အားရှိတယ်ဗျာမိုးလဲနည်းနည်းပဲရွာတယ်ဗျာနေလဲအလောက်မပူရာသီဥတုကလည်းပုံမှန်ပဲတက်လို့ကောင်းတဲ့အချိန်ကပေါ့နော်အခုတော့ရောက်ရှိနေပါပြီဗျတောင်ပေါ်မှာလဲစီဒီလဲစီးလဲဆိုတော့ဖျားဖူးလို့လည်းရတယ်ဗျကျွန်တော်ဆရာတယောက်ပြောဦးတယ်ဗျတောင်တဲလို့ဆိုတာဘောရဲ့ရင်မှချင်းစီကိုသွားနေနဲ့တူတယ်တဲ့လန်တူရဲမှာရောက်တဲ့ချိန်မှာအရင်ပင်ပန်းတယ်နားချင်းတယ်စစ်မသွားချင်းတော့ဆင်းချင်းတယ်ပေါ့ဒါပေမဲ့စက်တက်ဖို့တောင်ထိပ်စီကိုရောက်ချင်သေးတယ်ဆိုတော့ဖြည်းဖြည်းချင်းစက်တက်ရင်နဲ့အဲ့တောင်ထိပ်ပေါ်မှာရောက်သွားတဲ့အခါမှာအဲ့ခန်းစားကြည့်လေးကတော့တကူအောင်မြင်သွားတယ်မျိုးပဲဗျအရင်ပြောတယ်ပြီးတော့ပီတိလေးဖြစ်တာပေါ့နော်တောင်ထိပ်မှာလေကောင်းလေတက်တွေဝါရှူသွင်းကြောက်ကံပါးတွေစီသွားတပ်ပေါ်ရိုက်ဘာဝအလောက်ကိုလူလူလာခန်းစားတော့တောင်ပေါ်ထိပ်ပေါ်မှာရှုခင်းကိုကြည့်အရန်ကိုရဲ့စိတ်ကိုပြန်ပြီးတော့လက်ဆက်စီလို့ခန်းစားတယ်ပြီးတော့တဟုတ်တယ်လေဒီမှာတောင်းပြီးတော့ရှိအဲ့တော့ပြအဲ့တော့မြားစမကြီးဘာအခုတော့ကျွန်တော်တို့အောက်ကိုပြန်ဆင်းပါခင်ဗျဆင်းတဲ့ချိန်ကျရင်နည်းနည်းလေးတော့တတိထားတယ်ဗျဒီလမ်းကနည်းနည်းချော်တက်တယ်အဲကြောင့်နည်းနည်းတတိထားဆင်းရတယ်ဆယ်လီလေးတယောက်ပါတော့ဗီဒီယိုတော့လိုက်ရိုက်ပြရတယ်ဗျဒါ